ကဲခုကတော့ငယ်တို့ရွှေတကုံဖျားမှာပေါ့နော်ဒီနေ့ကငယ်တို့အဒိဋ္ဌံလေးပေါ့ရွှေတကုံကြိုက်ထီလို့အဒိဋ္ဌံလေးပေါ့နော်ခုကတော့ငယ်တို့ဒါ4 နာရီခွဲလောက်တော့ရှိပြီ4 နာရီခွဲဆိုရွှေတကုံအခုရင်ဒိဋ္ဌံဝင်မယ်ပေါ့နော်ပြီးလို့ရှိရင်ငယ်တို့ခွဲသေးလို့လည်းရှိတယ်ကြိုက်ထီကိုတမ်းပြီးတော့သွားမှာပေါ့နော်အခုဒီခီးစီလေးကတော့ဒါငဲ့အတော်ပေါ့အန်တီကြီးလေးကနေပြီးတော့ဒါဦးဆောင်ပြီးတော့ပေါ့နော်စီစဉ်လိုက်တဲ့ခီးလေးပေါ့နော်ဒါပေမဲ့အကုန်လုံးကလည်းကုသိုလ်ပါဝင်ပြီးတော့လှူဒန်းကြတယ်လိုက်ကြတယ်ပေါ့အားလုံးငယ်တို့25ယောက်ပေါ့နော်25ယောက်ငယ်တို့ကလည်းဒါမနက်စာအနေနဲ့ပေါ့နော်ဒါစီတမင်းပဲပြုတ်လေးနဲ့စီတမင်းရဲ့ပြီးလို့ရှိရင်ကော်ဖီလေးရဲ့ပေါ့နော်လူ25ယောက်စာလေးအတွက်ငယ်တို့စီစဉ်ထားပေးရပေါ့နော်ဒါလည်းအကုန်လုံးတချို့ဆိုလည်းဒါမုတ်လေးတွေဝေးကြတယ်ပြီးလို့ရှိရင်ဆက်အိတ်ကလေးတွေအကုန်လုံးပေါ့နော်သူကလည်းသူဟိုချိုမလိုက်နိုင်တဲ့သူလေးတွေကလည်းအလူငွေလေးထည့်ပြီးတော့ကုသိုလ်ပါဝင်အားဖြည့်ကြတာပေါ့နော်ခုကတော့လည်းဒါစွန့်ကပ်ဖို့ပေါ့နော်ဒီမှာဒါလေးတိုင်းတာအတိုင်းလေးဒီမှာကျင်းဒီမှာလည်းဘာဖြစ်လဲရှာနေရကြက်ပလီမိုင်းတော့ဆဲတော့ဒီအခုကတော့အလေးထဲလုပ်တော့မှာပေါ့နော်အကုန်လုံးပြင်ဆင်နေကြတာစွန့်ကတ်တယ်သူကစွန့်ကတ်တယ်ပေါ့နော်ဟုတ်ပါဟုတ်တယ်ကိုအကုန်လုံးတက္ကသိုလ်ဆရာတော်ရင်မြစ်တာတက်ကိုခံယူပြီးတော့ဒီဒိဋ္ဌံလေးကိုလုပ်ကြတာဖြစ်ပါတယ်ဒီမမလည်းရတယ်အမေအောက်ပြီးတရားရှင်လုံးပတိမပါလားတရားရှင်လုံးအမေပြထိုက်တဲ့ဘက်ကောဘက်ချောင်းဒီတို့ကိုကြောက်ပါစေခြင်းအကျိုးငါပထမဒုတိယတတိယတစ်ချိန်တစ်ချိန်သုံးချိန်မြောက်ညာယေနာတရားယေနာတက္ကယေနာမြတ်သုံးပါလို့ကိုရိုသေဒီရလက်ဆုံးမိုး၍ရှိဖို့ပူဇော်ဥညောမလျှော်ကြောပါရှင်မြတ်ပေးကြတဲ့သူတွေဒီမှာမပြုတ်ကြမယ်ငယ်မပြုတ်ကြမယ်လို့ကဲအခုကတော့ငါတို့ဒါကင်မူးခန့်ရောက်ပါပြီခဏဒါပေါ်ပါသွားနေကြပါတော့เนาะပြီးလို့ရှိရင်တော့တောင်တကားစီပြီးတော့တက်တော့မှာအခုက9 နာရီခွဲရှိပါပြီငါတို့ဒီကင်မူးခန့်အောင်ရောက်တာဆိုတော့เนาะအားလုံးလူ25ရောက်ပါစားလို့တောက်လို့လည်းပြီးသွားပြီပေါ့เนาะပြောလိုက်ပါတောက်လို့လည်းကောင်းပါလေပါရီကျွေးလည်းပြောလိုက်ပါစီတပင်းနဲ့ကော်ဖီရယ်ပြီးလို့ရှိရင်ကြက်ဥပြုတ်တို့ပါမောတို့ပေါင်းရယ်ရီတို့အများကြီးပါပဲအကုန်လုံးဝိုင်းမြုပ်ထူကြဆိုတော့လေမမအခုကတော့စကောင်းပါလေဒါလေးဖြစ်နေကြတာ
ဦးလလီကနာလေး တရားကြီးပါရဲ့တရားကိုရိုက်ပြီအခုတော့ပါရဲ့ဟိုစိတ်ကူးမပြတ်စင်ကားတတဝါဘုံကောဝါနေဝိညာဏတိတိရှိမနပါများစွာလုံးစုံဘုံ30ဖြစ်ဖြစ်သမျှဝိနေယအမြတ်ကုသိုလ်ပေးဝေလူတော်မူကြပါဘုံတော်သာဓုသာဓုသာဓုကုသိုလ်အမြတ်လူတော်မူကြပါဘုံတော်သာဓုသာဓုသာဓုကုသိုလ်အမြတ်ယူတော်မူကြပါဘုံတော်သာဓုသာဓုသာဓု ကိုယ်လည်းပုံမှန်လိုက်ဒီသားမှာဒီမှာအချို့တော့ကအောင်ပါလားဒီကောင်းပါဘူးဘာမှမရကြဘူးငါတို့ရုပ်ပါမယ်သူကယူနေသွားတော့နေတယ်ဒီပဲနော်မအေးစစ်ပဲဒီလိုက်ရဆိုငါတို့မှာတဲ့ခေါ်ရတာဝယ်တဲ့ခန္ဓာရောက်သွားပါပြီစားတဲ့ခန္ဓာပြီးသွားပါပြီဟဲ့တူပုံမှန်ဝင်နေကြမျက်စတိုးမှာပါ အကောင်းပါဘူးဒီဖိုင်တင်ဘောင်းဝင်နေပါစားတယ်ဒီဆိုင်မရှိ အတူကျဲတော့ရွှေတင်နေအခုကတော့ငယ်တို့ဓပုံလေးပါလေးရိုက်ပြီးတော့ပေါ့နော်အတိတ်ခံလေးနဲ့အောင်သွားပြီဆိုတော့ပြန်ဆင်းတော့မှာပေါ့နော်အခုလူစုနေကြပါအခုဆိုရလဲတိုင်းလက်သွားတယ်ရွှေတင်ငန်းကတ်မဲ့တွေလည်းလုံနေကြတာဆိုလေတို့အခွဲရလူတွေတယောက်ကိုမြင်တယ်အခုကတော့ငယ်တို့ပြန်ဆင်းတော့မယ်ပေါ့နော်ဆောက်နေကြတယ်တရားဒီဥတုကြီးကတော့အခုတော့နည်းနည်းလေးအေးစိမ့်စိမ့်နေတော့ရှိပါတယ်အရင်မပူပါဘူးဒီမှာလူရတော့ရှိပါတယ်ဒီနေ့ကစနေနေ့ဆိုတော့ပေါ့နော်ဟုတ်ပြီအစင်းကဲအခုကတော့ကဲပြန်ဆင်းတော့မှာဖြစ်ပါတယ်ဟုတ်ပါပြီပုံလေးလည်းရိုက်ပြီးသွားပြီပေါ့နော်ဒိတ်ထန်လေးလည်းအောင်ပါပြီမြင်းအနောက်မထိုင်မယ်မြင်းကိုကတော့ငါတို့ကားပေါ်တက်ပါမယ်အခုကငယ်တို့ဒါကြိုက်ဘောလုံးမရှင်ဖရားပေါ့နော်အဲ့ကိုရောက်နေပါရှင်ငယ်တော့ဒီဘက်ကိုတော့မြင်းရောက်ဖြစ်တယ်ပေါ့နော်ဒါဖရားဖို့လာလို့ရှင်ဒါပေမဲ့ဒီကိုပါတဲ့ဒီဘက်မှာတချို့ကမရောက်ဘူးတဲ့သူတွေရှိတော့စီစဉ်ပြီးတော့ like ပို့ကြတာပေါ့နော်တရားရေးကတကယ်မှအေးချမ်းပါဟဲ့အဖြူမဟုတ်ရင်ကားပေါ်တက်မကန်နဲ့နော်ကားပြောတာဒီမှာတော့ကားပေါ်တက်မကန်နဲ့ဥဆောင်သူကြီးပါပြင်မဲသွားပြီရတယ်ဆက်လေးတစ်တောင်းကျင်းလေးကွာတာကြိုက်ဘောလုံးနဲ့ရှင်ပြမှာပါသူငယ်တို့ခိုင်တော်မူသွားမလားမသိဘူးပေါ့နော်တော့မှလေးလိုက်ခဲ့ပြီပါအောင်ဘယ်လိုရုံဆက်ပြီးကြည့်ပေးပါ Thank you ဒီမှာဒီလိုပုံကွာစာတန်းတော့မှာဘယ်လိုအဖြူကနေဘယ်လိုလဲကုန်လဲဖြုတ်ပို့ပြီးလူဝါစီ ခုနောက်တနေရာဆက်ပြီးတော့လိုက်ပါအောင်မရှင်